ဘယ်သူတွေစီမှာဒီလိုမျိုးတငယ်ချင်းတွေရှိလဲခဏလေးပြီးတော့မယ်ဘယ်တော့အမြဲတမ်းစောင့်နေရတာကြီးပဲခဏလေးပြီးပြီခဏလေးပဲတငယ်ချင်းကပြီးပြီတော့ကြစို့သွားလိုက်ကြမယ်ငါတို့ရှောက်လာကြမယ်နေ့သမီးဘာလို့ပေါ်လန်ကျင်းနေရလဲငါလည်းနေ့လိုလှကျင်လို့တနခါသွေးပြီးလိမ့်တာဒီလိုမျိုးဖြစ်သွားနေမှာဗောမလေးဟဲ့လှကျင်တာတော့ဟုတ်ပါပြီဒီခေတ်ကြီးထဲမှာလှလို့ရတဲ့နီးနိုင်နေအများကြီးရှိတယ်မြို့ငါပြောပြမယ်သွားလဲမနေနဲ့တော့သွားမယ်အိမ်လိုက်ရမယ်ဟုတ်တယ်ကဲလာထိုင်နေအောင်ငါရှင်းပြမယ်တကယ်တော့လေတနခါကလေအရန်ကောင်းတာနေလောင်လဲကောက်ွယ်တယ်တင်းတိတ်ဝက်ချန်နေတယ်ပြောက်တယ်ဒါပေမဲ့အခုထိုင်းမှာလေတနခါအသင့်သုံးလို့ရအောင်ရောဆက်ပြီးတော့ထုတ်ထားပြီဟုတ်လားနေရနေအချိန်နေပေါ်လို့သွေးချင်လဲသွေးနေလိုက်တော့ကဲဒါကိုဟာကဲခေါင်မနီဘူးနဲ့ကိုလာတာထိုင်သွေးနေစရာကိုမလိုပေါင်နာလေးလဲလိမ့်လို့ရတယ်ဝက်ချန်တွေကိုလဲတိုးလို့လဲရတယ်ဒီလိုပွေးတရားဒီဥတို့မျိုးမှာချွေးရွှဲနေတော့မှပဲပေါင်နာလေးပုတ်လိုက်ရုံပဲရော့ဒါနောက်တစ်ခုတိုက်တန်ငုံလို့ခေါ်တယ်။ तू ကတနခါပါတာလဲထွက်တယ်။နွေရာသီမှာလူတိုင်းတုံးအရန်အေးတာ။ဒီလူလိုက်တာနဲ့ရေခဲတောင်ရောက်သွားသလိုပဲ။ဒါကတောင်ရက်လို့ခေါ်တယ်။ဒီခဲရောင်ဘူးလေးကတနခါပါတယ်။ဂျိုင်းနေပါလေလိမ့်လို့ရှိရင်လေချွေးနဲ့တက်ပါတယ်။မွေးနေရပဲနော်။ပြီးတော့အဲ့ဒါလေမိတ်တွေအဖူတွေရားနာတွေလည်းတက်တာတယ်ဒါလေးကနောက်တစ်ခုတနခါဆက်ပြညနာရောကိုရောနေ့တိုင်းသုံးလို့ရတယ်ဒီစီထရာမှာမကြီးလဲပါတယ်သုံးလိုက်တာနဲ့ဖြူကြီးပြီးအီလီနေရပဲကဲငါတနခါတွေအကုန်လုံးဆေးချလိုက်ပြီဒီနေ့တော့အပြင်ငါသွားမှာမဟုတ်တော့တကယ်ဆိုတနခါပါတယ်ပစ္စည်းတွေထိုင်းမှာအများကြီးပဲရှိတယ်တကယ်ချင်းတို့လည်းစိုက်နေမှာရှာကြည့်လို့ရရင်နော်ကဲရော့သုံးကြည့်လိုက်ဒါတွေကုန်ပေးတယ်တကယ်လားဒီဗီဒီယိုလေးကို like and share လုပ်ပြီးတော့ Samsung ဖုန်းလေးကိုကန်ဆန်းလို့ရတယ်เนาะတငယ်ချင်းတို့စီမှာရောတနခါပါလဲသုံးလို့ကောင်းတဲ့ပစ္စည်းလေးတွေများရှိတယ်ဆိုလို့ရှိရင်တငယ်ချင်းတယောက်ကို mention ခေါ်ပြီးတော့ဒီဗီဒီယိုလေးရဲ့အောက်မှာမှတ်ခဲ့ပေးပါအောင်သူတို့ဒီတမြန်မာစင်းကိုသုံးကြစို့မြန်မာတငယ်ချင်းတွေကြားထဲမှာအသုံးအများဆုံးနံပါတ်1စင်ကတ်ဒီဗီဒီယိုလေးကို like share comment လုပ်ဖို့မမေ့နဲ့အောင်เนาะတဒါ